လို့စကားကိုပြောလိုက်မယ်ဒါကြောင့်ဒကာဓမ္မတွေကလူမိုင်းတဲ့လူတွေမှာထူးတာတွေအလုံးလုံးတဲ့ပုဂ္ဂိုလ်နဲ့မလုံးတဲ့ပုဂ္ဂိုလ်ထူးခြားတဲ့ဆိုတာလဲသုံးလေးရရှိပါပြီပြောခဲ့ဒါကြောင့်လူမိုက်ကအဝိဇ္ဇာတဏှာချုပ်အောင်မလုပ်ဘူးလူတွေမှာကအဝိဇ္ဇာတဏှာချုပ်အောင်လုပ်တော့ကြောင့်သံဃာပြတ်တယ်ဆိုတာဥက္ကမောင်တို့နားလည်ထားပါအဲ့တော့လမ်းလေးတော့ရှေ့ဘင်းကခင်းကြပါအောင်လို့သတ္တဝါဇဝိဇ္ဇာတဏှာကလို့မဟာဝကပါဠိတော်တွေမှာမဟာဝပါဠိတော်တွေမှာလည်းလာပါတယ်မျိုးမျိုးသောပါဠိတော်တွေမှာအနမတေကိုယံဘုခေသံဃာရောဘုဗ္ဗကောတိနပညာတိအဝိဇ္ဇာနိဝရဏနံပတ္တနာတဏှာတန်ယောဇနာနံပန္ဒဝတံသံဃရတံလို့ဆိုရစာဘုရားခင်ကိုရမေကြီးဟောလို့သတ္တဝါစဝိဇ္ဇာတဏှာကဆိုတာဒကာဓမ္မတွေမှတ်ရတယ်နော်သတ္တဝါစဘယ်ကပါလိမ့်ခိုင်းဝိဇ္ဇာပစ္စယသင်္ခါရပဲဆိုလိုက်ပါတော့ဒါနဲ့ဒကာဓမ္မတို့ဝိဇ္ဇာသင်္ခါရကြောင့်ဘာဖြစ်လာကြုံလို့နေတဲ့အခါကြလို့ရှိရင်ဖြင့်ဒီတိတ်ကြောင့်နှစ်ခုကြောင့်ဝိညာဏယုတ်ကလနာဖတ်တာဝေဒနာမဖြစ်ပေဘူးလားဝိညာဏယုတ်ကလနာဖတ်တာဝေဒနာဖြစ်တော့ဘူးခန္ဓာလိုဖွဲ့လိုက်တော့ဝိညာဏယုတ်ကလနာဖတ်တာဝေဒနာကိုခန္ဓာဖွဲ့လိုက်တော့ဘယ်နှပါးဖြစ်သွားငါးပါးမှတစ်ပါးပိုးပြီးဒီကလာမထွက်လာပါဘူးနော်ဩဒါဒီကားလို့ရှင်မြည်သူတွေပါလိမ့်မလဲလို့မေးတော့ဝိဇ္ဇာသင်္ခါရကလုံးလိုက်တာကပရိစ္ဆေသမုပ္ပါလို့တော့ဝိညာဏယုတ်တလနာဖတ်တာဝေဒနာလို့ဆိုကြမှာပဲနော်အဲဒီကဲဆိုပရိစ္ဆေသမုပ္ပါနားလေပြန်တော့လေပတ္တဝသင်ညာပြုတ်နေပါလေပတ္တဝသင်ညာပဲနဲ့နေပါလေဒီတန်ပတ္တဝပါကြဩပတ္တသင်ညာပြုတ်နေတယ်ဒါကြောင့်တရားဓမ္မတွေပြောရဒီပရိစ္ဆေသမုပ္ပါမှာနားမလဲဘူးလို့ကိုယ်ဖြစ်ကြောင်းမှကိုယ်ကောင်းကောင်းမသိဘူးရှင်တတ္တဝါဟူသောသင်ညာပြောက်ပါကဲလို့တော့ဝိဇ္ဇာသင်္ခါရဆိုတဲ့တရားနှစ်ခုကြောင့်ဝိဇ္ဇာတဏှာကြောင့်ဝိညာဏယုတ်သလနာဖတ်တာဝေဒနာဖြစ်ပါတယ်တပေါင်းနဲ့ဖြစ်ပါတယ်လို့မှတ်ထားလိုက်တော့ဒကာဓမ္မတွေဒီထဲမှာဝိဇ္ဇာသင်္ခါရကယောက်ျားလေးတည်တောင်းလိုက်သလားမိန်းကလေးတည်တောင်းလိုက်သလားလို့မေးရင်ဘယ်နဲ့ပြောပါခန္ဓာ၅ပါးသူပရိစ္ဆေသမအလိုဖြင့်ဝိညာဏယုတ်ကလနာဖသဝေဒနာပေါ့ဗျာခန္ဓာလိုဖွဲ့လိုက်တော့ခန္ဓာ၅ပါးပဲတည်တောင်းလိုက်တာဘယ်အများတည်တောင်းလိုက်ပါလဲခန္ဓာ၅ပါးပဲတည်တောင်းလိုက်တယ်ဆိုတာသိကြပါတယ်နော်ခန္ဓာ၅ပါးဆိုတာဒကာဓမ္မတွေအခုဂိုင်းတွဲရတာကြီးကရုပ်ပေါ့ဗျာဒီရင်ကောင်းတာမကောင်းတာခံစားတဲ့ကဝေဒနာအဖြူနေကြောင်ကြမှတ်တာကသင်ညာသွားဖို့လာဖို့တိုက်တွန်းနှိုးဆော်တဲ့စေရနာကသင်္ခါရဘဝတိဒီဟာသိသီလုံးလေးတွေဟူသေးကတော့ဝိညာဉ်ဆိုတာလေဒကာဓမ္မတွေနိုင်ရလေဝနေကြလို့သူပြောဖို့မလိုပါဘူးဒါဖြင့်ဒကာဓမ္မတို့ဝိဇ္ဇာသင်္ခါရကတည်ထောင်လိုက်တာခန္ဓာဘယ်နှပါးတည်ထောင်လိုက်ပါလဲ၅ပါးတည်ထောင်လိုက်တဲ့ခါကြလို့ရှိရင်ဩဒါဒီတရားဘောတစ်ပွဲလုံးမှာပရိသေတွေတုန်းကလည်းဒါပဲတည်ထောင်လိုက်တော့ကိုယ်ဒီခါမှာဒါတွေပဲဘုရားဆက်ဆက်နာဆက်ဆက်အနန္တရဆက်ဆက်တင်နေဖြစ်ပြီလာတော့ယခုလည်းဘယ်နှပါးနဲ့နေကြသလုံးလို့မေးရင်မနဲ့ဖြစ်ကြောဟောယခုလည်း၅ပါးနဲ့ပဲနေကြတော့သိကြပါပြီတဲ့အဲ့ဒီ၅ပါးဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဓမ္မတို့ဒီ၅ပါးကိုမနေ့ကပြောခဲ့ဒီ၅ပါးဘာလို့ကြမလို့လို့မေးတဲ့အခါကျတော့ဒီ၅ပါးကိုအဝိဇ္ဇာတဏှာမလာအောင်လုပ်အောင်ပါဒီ၅ပါးကြည့်ပြီးဒီကာလဘာလို့အောင်အဝိဇ္ဇာတဏှာမလာအောင်လုပ်ရလိမ့်မယ်ဆိုတာသဘောပါဝိဇ္ဇာတဏှာလာလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သိတဲ့အတိုင်းဝိညာဏဥဒ္ဒလနာဖသဝေဒနာခန္ဓာ၅ပါးနောက်ထပ်လာတယ်ဥမဲ့ဆိုတဲ့ဥစ္စာကသိကြပါတယ်မသိကြဘူးလားအဲ့ဒါတွေသိကြတော့မှဥက္ကမောင်ရေသူ့နောက်ကဘာမလိုက်ဖို့ရေးကြည့်ပါလိမ့်သေသေးချာချာမှတ်ကြပါဒကာဓမ္မတို့
ခန္ဓာ၅ပါးနောက်ကအဝိဇ္ဇာတဏှာမလိုက်ကိုအရေးကြီးဘာမလိုက်ကိုအရေးကြီးပါလေဩဝိဇ္ဇာတဏှာမလိုက်ဖို့အထူးပဲအရေးကြီးအကယ်၍များလိုက်ဖြစ်လာလို့ရှိရင်တို့ခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးပွားကြည့်သေးရဲ့ဆန်းရကြည့်သေးရဲ့ကိုးရကြည့်သေးရဲ့ဆိုတာဖြင့်ညှင်းဖို့လိုသေးလားလိုပါဘူးသဘောပါကြဒီတရားနှစ်ခုသာဝိဇ္ဇာတဏှာကလိုက်မယ်ဆိုဒီခန္ဓာ၅ပါးဒုက္ခသစ္စာအသေးတွေကြီးဟာလာအောင်မှလားမလာဘူးဒုက္ခသစ္စာအသေးတွေကြီးဟာဓမ္မတို့မြင်တဲ့အတိုင်းပဲနော်ဝိဇ္ဇာသင်္ခါရကဒီကံကိုခန္ဓာ၅ပါးလာတယ်ဒီခန္ဓာ၅ပါးကိုပြန်ပြီးကြလားခန္ဓာ၅ပါးရဲ့လို့၎င်းအပြည့်ပြည့်အိဋ္ဌရဲ့လို့၎င်းဒုက္ခသစ္စာရဲ့လို့၎င်းမသိပြန်လို့ရှိရင်ဝိဇ္ဇာဘဝတဏှာမလားဘူးဝိဇ္ဇာနဲ့ဘဝတဏှာဝိဇ္ဇာကမသိတာဘဝတဏှာကရောက်ရကိုယ်ခန္ဓာကိုခင်တာပေါ့ဗျာဝိဇ္ဇာကမသိတာဘဝတဏှာကရောက်ရခန္ဓာကိုခင်တာဘဝတဏှာအခုတရားဓမ္မတွေကိုယ်ခန္ဓာလေးနဲ့ရွတ်ပို့ပြီးဒီကလာမော်တော်ကားလေးနဲ့သဲသွားရတယ်ကိုယ်ခန္ဓာလေးနဲ့ကိုယ်ဟာပြောနေတာခြေရင်လေးသွားရရတယ်ရှင်လေကိုယ်ခန္ဓာလေးနဲ့ကိုယ်ကြောသွားရပြောနေခြေစမ်းတရားဓမ္မဘယ်နဲ့ကြောင့်ပျော်ပါလိမ့်မလဲလို့ဥပါတော့မေးဖြင့်ဘဝတဏှာချော့ထားလိုက်တာဆိုတာသိကြပါလားဘယ်သူချော့ထားပါဘဝတဏှာဆိုတာကဟောတာကြီးကခမည်းတော်ကြီးကာမဘဝကြီးကာမဘဝကြီးတဲ့မှာနောက်တဲ့တဏှာကဟောမဲရတော်တယ်မင်းချောတယ်မင်းလှတယ်မင်းဝတယ်ဆိုပြီးမင်းကြိုးပြမင်းမေးမင်းဖေးနဲ့မင်းဆွေမျိုးဆုံးနဲ့မင်းအိမ်မင်းရမင်းတိုက်မင်းကားနဲ့ဆိုပြီးဘဝတဏှာကချော့ထားတော့ဓမ္မဒီခန္ဓာကြီးထားရတယ်ဘိုးရတယ်ဒုက္ခသစ္စာကြီးအတုပတွေကြီးမြင်သေးဒါဘယ်လိုချော့ထားလိုက်ပါလိမ့်ဘဝတဏှာကချော့ထားလိုက်တော့သိကြကြဩဒါကြောင့်ဘုရားဓမ္မတွေမှာမသိဖုံးကွယ်ထားတာကဒုက္ခသစ္စာဖုံးကွယ်ထားတာကဒုက္ခေအညာဏဆိုတဲ့အတိုင်းအဝိဇ္ဇာပေါ့ဗျာဒုက္ခေအညာဏကဘယ်လိုပါလဲဒုက္ခေအညာဏဒုက္ခေဒုက္ခသစ္စာနဲ့အညာဏမသိအောင်ဖုံးထားခြင်းဒီဝိဇ္ဇာပဲဟောသူကဖုံးပြီးဒီကလာထားလိုက်တော့ဘဝတဏှာကရောက်ရမပြောလားအဲ့တော့ဒီခန္ဓာ၅ပါးကဘာတွေများပေါက်ပွားလာပါလိမ့်မလဲလို့ဆိုလို့ရှိရင်ခန္ဓာမျိုးစိပေါက်ပွားတယ်ဆိုလိုက်ပါဘုကမောင်ဘာပေါက်ပွားပါလဲငါကဒီခန္ဓာမျိုးစိကြောင့်ဒီခန္ဓာပြန်ပေါက်တာသဘောကျအဝိဇ္ဇာခန္ဓာမျိုးစိကြောင့်ခန္ဓာ၅ပါးဒုက္ခသစ္စာကြီးပေါက်ပွားလာပါတယ်သဘောကျတခါဒီပင်ကြီးကဘာတွေများသိပါလိမ့်မလို့မေးပြန်တော့လေဝိဇ္ဇာတဏှာဆိုတဲ့မျိုးစိတွေပဲပြန်ပြီးဒီကလာမြေပေါ်ကြပြန်မြေပေါ်ကြပြန်တော့ဘာပြန်များပေါက်မှာပါလိမ့်မလို့ဒကာဓမ္မတွေကကဲခတ်တာခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးပဲပေါက်ပွားလာတယ်ဆိုတော့သဘောကျကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေမှာဒီမျိုးစိတာပေါက်ပွားရင်ဒီပင်ဖြစ်လေဦးမယ်ဆိုတာကဖြင့်မြင်စရာမရှိအောင်ပန်တော့တယ်ပန်ဘူးလားဒီမျိုးစိကကြားလို့ရှိရင်ဒီခန္ဓာပင်ကြီးကဘယ်နဲ့ပါလိမ့်ပေါက်ဦးမယ်ပေါက်ရင်ပါသစ္စာဒုက္ခသစ္စာဇာတိဒုက္ခသစ္စာသရဒုက္ခသစ္စာဗျာတိဒုက္ခသစ္စာမရဏဒုက္ခသစ္စာတွေပဲဒကာဓမ္မတွေပေါက်ပွားရမယ်ဆိုတာမသေးကြလားအဲ့ဒါကြောင့်ဒကာဓမ္မလူမိုက်တဲ့လူတွေမှာဘာထူးလို့ဆိုတဲ့ဥစ္စာတွေဒီမျိုးစိမကြလို့ရှိရင်ဖြင့်လူတွေမှာဒီမျိုးစိနှစ်ခုကြလာရင်ဝိဇ္ဇာတဏှာမျိုးစိဒီခန္ဓာတွေကပြီးပွင့်လာခဲ့လို့ရှိရင်ဘာဆိုကြပါအာမသိမပွင့်ပါဘူးဗျာသူကပြီးပွင့်တာကရာသမားကောင်းသူတော်ကောင်းနဲ့တွေ့တဲ့ခါကျတော့ဝိဇ္ဇာနဲ့အာလောဘသာပြီးပွင့်ပါတယ်ဆိုလို့ရှိရင်တဲ့မျိုးစိပေါက်ဆိုင်ကြရှိသေးရဲ့သဘောပါကြအဲ့ဒါကြောင့်ဒီနေ့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်လူလိမ္မာဖြစ်တဲ့လို့ဘုန်းကြီးတို့ဓမ္မတွေကိုဧကံသွင်းတကယ်သွင်းရတော့မှဖြစ်နေတော့ဓမ္မတို့ခန္ဓာကိုကြည့်ကြဆိုတော့နော်ခန္ဓာကိုကြည့်တယ်ဆိုလို့ရှိရင်ခန္ဓာကြည့်မှန်ခဲ့လို့ရှိရင်ဖြင့်ဝိဇ္ဇာဖြစ်ပြီဝိဇ္ဇာဖြစ်ခဲ့လို့ရှိရင်ဖြင့်ခန္ဓာကြည့်မှန်လို့ဝိဇ္ဇာဖြစ်ခဲ့သည်ရှိတော့ဓမ္မတို့ခင်ပါအောင်မလား
ဘဝတဏှာမလားဟုတ်မလားရင်အာလောဘလို့ဆိုရင်လောဘဒါရင်ဝိဇ္ဇာနဲ့အာလောဘဖြစ်ရမယ်ကြောင်းပြန်ကိုဖြစ်မှကြိုက်မယ်အဝိဇ္ဇာနဲ့တဏှာလာရင်ခန္ဓာပင်ပြန်ပေါက်ရှင်းကြလားအဝိဇ္ဇာနဲ့တဏှာလာရင်ဝိဇ္ဇာနဲ့အာလောဘလာရင်ခန္ဓာဇတ်သိမ့်ပါလိမ့်ဒကာဓမ္မတို့ဘယ်လိုပါလိမ့်ခန္ဓာဇတ်သိမ့်နိုင်မယ်ကိုမြတ်ရွှေဥဆိုင်ရင်တို့ဒါပြန်ဝိဇ္ဇာနဲ့အာလောဘဖြစ်ဖို့ရေးဟာကဖြင့်ဘုရားပွင့်ပြီးကလျာဏမိတ်တန်နဲ့တွေ့မှာပဲဘယ်လိုမှတ်ကြမလဲဘုရားလည်းပွင့်ပါအောင်ကပွင့်ပြီမဲ့ဘုရားနဲ့ဘုရားရိဟုဆိုကလျာဏမိတ်တန်နဲ့သူ့ဟာသူပွင့်ပြီးမိမိနဲ့မတွေ့ပြန်လို့ရှိရင်လည်းဝိဇ္ဇာနဲ့အာလောဘဖြစ်ပါအဲဒါကြောင့်ဒကာဓမ္မတို့ဘုရားသာသနာကြုံရတော့ကိုယ်ကမိစ္ဆာဒိဋ္ဌိဖြစ်နေပြန်တော့မတွေ့ရရောက်ပါတယ်အဲဒါကြောင့်ခုကမောယခုချိန်ဖြင့်ဘုရားသာသနာရေးကလည်းရှိသေးတော့ဘုရားကလည်းမှားဖြစ်ခဲ့တော့ယောအနန္တမယဓမ္မောသဝိနည်းယောသဒေတိတော်ဝိပညာတော်သောမမေစေနသတ္ထာလို့နာမရှိလို့ရှိရင်ကွာပြီးကသုံးဖို့လေးသင်္ပြီးဒီကလာပြောကြတယ်ဆရာသမားတွေကမင်းတို့ဆရာတွေဖြစ်ပါလိမ့်မယ်ဆိုတဲ့အတိုင်းဘုန်းကြီးတို့ကအခုတဆင့်ဆရာလုပ်တာပဲဒီကတည်းကြည့်ပြီးဆရာလုပ်ပါပါတယ်ဆိုတော့ပေါ်လာကြကောင်းပြီဒါဖြင့်ဘာဖြစ်မှအေးကြမှာပါလိမ့်မလဲဝိဇ္ဇာနဲ့အလောဘဖြစ်မှပဲဒုက္ခစသိမ့်တော့မယ်ဝိဇ္ဇာနဲ့အလောဘဖြစ်မှဒုက္ခဇတ်သိမ့်တော့မယ်ဆိုတာသိကြဗလား။ခိုင်းဒါဖြင့်ဝိဇ္ဇာနဲ့အလောဘဖြစ်အောင်ပဲကလျာဏမိတ်တရိဟုဆိုသူတော်ကောင်းတဲ့ဓမ္မကန္နာတွေဆရာထားပြီးဒီကာလဒကာဓမ္မတွေကြိုးစားကြပါစို့။ကြိုးစားကြပါစို့ဆိုတော့တရားခန္ဓာ၅ပါး။ခန္ဓာ၅ပါးမနေ့ကမဆုံးခဲ့ဒကာဓမ္မတွေခန္ဓာ၅ပါးကို၅ပါးစလုံးရှိရမယ်ဆိုတော့ဖြစ်ပုံပြက်ပုံချင်းကမတူကြပါဘူး။ယုတ်တရားကအဖြစ်အတူတူထားအပြည့်နှေးတယ်ဗျာနာမခန္ဓာလေးပါးကတော့ဖြစ်တူပြက်တူကိုအဖြစ်လည်းမြန်တယ်အပြည့်လည်းမြန်တယ်ဆိုတာသိကြပါတယ်အဲ့ဒီသိကြတဲ့အထက်မှာလဲခန္ဓာ၅ပါးလုံးရှုအောင်မလားလို့မေးတဲ့အခါကျတော့သတိဉာဏ်ပါဠိတော်က၄ပါးသာအရေးကြီးတယ်လို့ပြောထားတယ်နော်ဒါဖြင့်ကာယ ानु ပဒနာကယိပခန္ဓာဥက္ကမောဧကာယ ानु ပဒနာကဝေဒနာစေတိတ်ကပညာသင်္ခါရကဓမ္မ ानु ပဒနာရှင်းမလားပညာသင်္ခါရကစိတ်ကလေးကစိတ်တ ानु ပဒနာဆိုတော့ဒကာဓမ္မတွေသတိဌာန်1 2 3 4ပဲရှိပါအဲ့တော့သတိဉာဏ်၄ပါးတော့ဖြင့်တွေ့ပြီဒကာသိရတွေ့ပြီဘူးလားယုတ်တရားကဗါတဲ့ဗျာကာယ ानु ပဒနာသတိဉာဏ်ဝေဒနာကသင်ညာသင်္ခါရကဓမ္မ ानु ပဒနာသတိဉာဏ်ရှင်းပြီနော်စိတ်ကသတိပဋ္ဌာန်နဲ့ဝေဖန်လိုက်တော့ခန္ဓာ၅ပါးက၄ပါးဖြစ်ခန္ဓာ၅ပါးဘာလာဖြစ်ပါလဲဒါမမေ့ပါနဲ့ဒကာဓမ္မတို့၅ပါးလုံးရှုနေရုပ်တော့ခန္ဓာ၅ပါးမပြတ်မလားရှုနေတာပဲလို့ဆိုလိုက်လို့ရှိရင်လေကုသိုလ်တော့ဖြစ်ပါရဲ့သတိပဋ္ဌာန်နဲ့မကြိုက်တဲ့အတွက်မဉ္ဇဉ်ဘုံညာအရောက်နှေးနေမှလဲဥက္ကမောင်စိုးရင်ရဟောထောင်းလိုက်တော့မစိုးရင်ရဒါကြောင့်သတိပဋ္ဌာန်ကိုဝေဖန်လိုက်တော့ခန္ဓာ၅ပါးဘယ်နှပါးရ၄ပါးရသွားတယ်တဲ့၄ပါးရသွားတယ်နော်ကောင်းပြီဒါဖြင့်ဒီ၄ပါးတွေကတပည့်တို့ဘယ်ဟာရှုရမှာတော့ဘုရား၄ပါးလုံးဆိုတော့လူတယောက်တည်းကရေဝလေးလုံးရွရလို့ရှင်မနိုင်မသိနိုင်မဆယ်နိုင်မချီနိုင်မပွင့်နိုင်ဖြစ်ပါလိမ့်မယ်ဆိုတော့ဒကာဓမ္မတို့ဒီလိုလုပ်ကြဆိုတော့နော်ဒီလိုလုပ်ကြဆိုတော့ဘာပါလိမ့်မလဲလို့အာရုံတရားတစ်ပါးကမေးလို့ရှိရင်ဇိုင်းနဲ့ဝေဖန်ကြဆိုကိုယ်ဝါဒနာပါဒနဲ့ဝေဖန်ကြဆိုဒကာဓမ္မတို့ဘာနဲ့ဝေဖန်ရကိုယ်ဝါဒနာဆိုတော့ဇိုင်းခေါ်ပါလေကိုယ်ဝါဒနာဆိုတာဘာခေါ်ပါလဲဇိုင်းလို့ခေါ်တယ်နော်သူ့ဇိုင်းကတဲချမ်းတယ်သူ့ဇိုင်းကနှုတ်တယ်ဆိုတာသူ့ဝါဒနာကိုပြောကြတယ်ရှင်းကြလားဝါဒနာစိတ်ဆိုတာပေါ်ကြဩ
ဒါဖြင့်တရားဓမ္မတို့တချို့မှာတရားဓမ္မတို့သိတဲ့အတိုင်းတဲ့ရိတ်တွေကားလို့ရှင်တချို့ကဒိဋ္ဌိစိတ်ရှိတယ်တဏှာစိတ်ရှိတယ်ဒီ6ပါးတောင်ရှိတယ်အကျယ်ဝေဘာမဲ့ဆိုအများကြီးပေါ့ဗျာအဲ့တော့တကားဝါးရိတ်နဲ့လျော်တဲ့တရားပေးကြတယ်ဒီမဟာဝါဒရာကဆိုသမောကသမောဒရာကပဲဆိုတစ်ထပ်သေးပဲရှင်ဘုရောသရေးတာကြီးဖြစ်နေတဲ့အတွက်ဒိဋ္ဌိစရိတ္တဒိဋ္ဌိစိတ်ရှိတဲ့ပုဂ္ဂိုလ်ကမန္တကဉာဏ်လုံးတဲ့ပုဂ္ဂိုလ်ဟာတဲ့စိတ်တ ानु ပဒနာသတိပ္ပဏဝိသုဒ္ဓိမေကောဒိဋ္ဌိစိတ်ရှိပြီးဒီကလာတဏှာအားနဲ့ဉာဏ်နေတဲ့ပုဂ္ဂိုလ်များမှာဖြင့်ဒကာဓမ္မတို့စိတ်တ ानु ပဒနာပေးဒိဋ္ဌိကလည်းငါ့ကိုငါအရေအစွဲကတည်းများကြငါ့ကိုငါစိတ်တွေကတည်းအစွဲကများကြဆိုကြလို့များတဲ့ပုဂ္ဂိုလ်ကဒိဋ္ဌိစိတ်လို့ဖွင့်လိုက်စမ်းပါနော်ငါစိတ်မသန်းတဲ့ဆိုတာဒီဘာစိတ်ပါလိမ့်ဒိဋ္ဌိစိတ်ငါစိတ်ကြောင့်နင်ကောင်းကောင်းမသိဘူးလားဆိုတာလေငါလိုချင်တယ်ဆိုတာလည်းနင်မသိဘူးလားရှင်ဒေါသငါဆွဲတာပဲနော်ငါမကြည့်ဘူးဆိုတာလည်းဒေါသငါဆွဲမဆွဲကြတာဒါဖြင့်တရားဓမ္မတွေမှာများသောဖြင့်ဘာစိတ်တွေများနေပါလိမ့်ဒိဋ္ဌိစိတ်ကများနေတယ်တဲ့ဒိဋ္ဌိစရိတ္တမန္တတနာတိပဝေဒကတံတခါလေတဏှာကတော့လည်းသိမများပဲနဲ့ဉာဏ်ကလည်းသိပြီးတော့မထက်တဲ့ပုဂ္ဂိုလ်ကြတော့ဥက္ကမောင်ရေစိတ်တ ानु ပဒနာဝိသုဒ္ဓိမေကောစိတ်တ ानु ပဒနာဒီနိဗ္ဗာန်ရောက်ကြောင်းသူ့မှာသွားဖြစ်တယ်ဒါဖြင့်ဒိဋ္ဌိစိတ်ရှိတဲ့ပုဂ္ဂိုလ်ဉာဏ်လုံးနဲ့ဒိဋ္ဌိစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာဘယ်ဝိပဿနာမိမိအထောက်အမှာပါလိမ့်စိတ်တ ानु ပဒနာသတိပ္ပံအထောက်အမယ်ရှင်းမလားတဏှာများနဲ့ပုဂ္ဂိုလ်ကြတော့ဝေဒနာ ानु ပဒနာအထောက်အတဏှာများပြီးဉာဏ်နေတဲ့ပုဂ္ဂိုလ်ကြတော့ကာ ानु ပဒနာအထောက်ရတယ်ရှင်းမလားတို့တော့တရားတွေတရားဆရာဝေဘာနာတွေလည်းအမတမကောင်းပါလေကောင်းရင်ကောင်းရတော့လေတရားအမနာမှန်ပါလေလို့ဘုန်းကြီးများကလည်းတာဝန်လည်းယူပါတယ်ဘုန်းကြီးများတို့လည်းပညာကျဲတဲ့ပုဂ္ဂိုလ်နဲ့မို့လဲလေးစားပါတယ်ထို့တော့တခါယူကြအောင်လို့တခါဝါတို့ဥက္ကမောင်တို့နော်ဘောဓပတိမဲ့ဒီဘာကိုပယ်မှရမှာတုံးဆိုတာမေးလိုက်တဲ့အခါကျတော့ဒိဋ္ဌိဝိသေသပယ်မှရမယ်ဘောဓပတိမဲ့ရခြင်းလို့ရှိရင်ဒါဖြင့်တရားဓမ္မတို့သိတဲ့အတိုင်းဒိဋ္ဌိပယ်ရင်ဝိသေသအလိုလိုသွားဒိဋ္ဌိပယ်ရင်ဝိသေသအလိုလိုသွားတယ်ဆိုတာကိုသဘောကျဒါလည်းဟုတ်တယ်မှာလည်းပါဠိတော်နဲ့ကွာရှိပါတယ်ဒါဖြင့်ဒီနေ့ညတရားဓမ္မတွေမဲ့၄ပါးမှာလည်းသောတာပတိမက်ကစရမှသာလင်အထက်မဲ့တက်လို့ရပါတယ်ခုံတက်လို့ရတာမျိုးတော့ဟုတ်ကြပါရဲ့လားအဲဒါကြောင့်ဒိဋ္ဌိစိတ်လည်းရှိပြန်စိတ်ပေါ်လည်းငါဆွဲပြန်ပထမမဲ့ကိုလည်းရှိဥစွာအထုရမယ်အချက်လည်းဖြစ်နေသောကြောင့်တရားဓမ္မစိတ်တ ानु ပဒနာဒီတရားဓမ္မတွေနဲ့ဆွေးရောတယ်ရှင်းကြမလားဘာနဲ့လေရောပါလဲအားလုံးကိစ္စပြီးတကယ်တော့ဒါဖြင့်စိတ်တ ानु ပဒနာဆရာဘုန်းကြီးဟောတော့ပါပဲတို့ကလည်းဒိဋ္ဌိစိတ်များတာကလည်းကြောင့်ပထမမဲ့ရကြလို့ရှိရင်လည်းဒိဋ္ဌိခွာမရမှာဖြစ်နေသောကြောင့်စိတ်တ ानु ပဒနာအတော်ရေးကြည့်နေပါဘောလားဆိုတာပေါ်လာကြဘယ်လိုများပေါ်လာကြပါစိတ်တ ानु ပဒနာရေးကြည့်တယ်နော်ဂိုင်းတရားဓမ္မတွေဒီနေ့ညဘာဥပဒနာပေးမှထင်ကြစိတ်တ ानु ပဒနာပေးတယ်နော်အဲ့တော့စိတ်တ ानु ပဒနာပေးတော့မယ်လို့ဆိုတော့စိတ်တ ानु ပဒနာပေးတော့မယ်လို့ဆရာဘုန်းကြီးကပြောတော့ဒကာဓမ္မတို့ရှင်သာရိပုတ္တရာနဲ့ရှင်မဖယားကလည်းဝါတဲ့စိတ်တ ानु ပဒနာကောင်းပါလေဥက္ကမောအမှန်ကောင်းတယ်လို့တာဝန်ယူထားဥဒ္ဒရေစိတ်တ ानु ပဒနာဘုရားကကောင်းတယ်လို့တာဝန်ယူထားတယ်နော်အင်္ဂုတ္တမှာပဲတာဝန်ယူထားဘယ်လိုတာဝန်ယူထားကြလဲဆိုတော့ဒကာဓမ္မတို့ကိုယ်မျက်နှာမှန်ပေါ်မှာတင်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်
ဘယ်နေရာမှာညှင်းဘယ်နေရာမှာမှဲ့ဘယ်နေရာမှာတင်းတိတ်ဘယ်နေရာမှာပြီးလိမ့်ထားတာမညညွတ်သေးဘူးဆိုတာမျက်နှာမှန်နဲ့ဟလိုက်ပြီးနေတယ်ပြင်တယ်ကိုမျက်နှာအကြောင်းကိုသိမသိကြဘူးမျက်နှာမှန်နဲ့တက်လိုက်လို့ရှိရင်ကိုမျက်နှာအကြောင်းကိုသိဘာကြောင့်လို့မေးတဲ့ခါကျလို့ရှိရင်ဖြင့်ကိုပြီးလိမ့်ထားတာကိုမှန်နဲ့တိုက်ကြည့်လိုက်တဲ့အခါကိုမျက်နှာအကြောင်းကိုကောင်းကောင်းပေါ်လာသလိုတရားဓမ္မကိုတဏ္ဍာဖြစ်တဲ့စိတ်ကိုနောက်ကရှုရလို့ရှိရင်သာပေါ်လွယ်တယ်ပေါ်ကြဘူးကိုတဏ္ဍာဖြစ်တဲ့စိတ်ကိုနောက်ကဘယ်စိတ်ဖြစ်ဖြစ်ကိုတဏ္ဍာလောဘလေးဖြစ်သွားပြီလို့နောက်ကသိဒေါသလေးဖြစ်သွားပြီလို့ဒါမသိပါနဲ့ဆိုရပါဘာလို့လဲကိုမျက်နှာပေါ်ရှိတဲ့တင်းတိတ်ကိုမျက်နှာပေါ်ရှိတဲ့ဖဲ့ပါလားကိုမျက်နှာပေါ်မှာရှိတဲ့ဖိလိမ့်ထားတာမငြိညွတ်မှုပါလားဆိုရင်လွယ်ပါဒါဖြင့်ဓမ္မတို့စဉ်းစားကြစို့မန်ပေါ်မှာရှိတော့ကိုမျက်နှာအကြောင်းကိုကောင်းကောင်းသိသလိုဒီမှာလည်းညံမှန်နဲ့ကြည့်လိုက်တဲ့အခါကျတော့ကိုဖြစ်တဲ့စိတ်တွေကိုကုန်သိညံမှန်နဲ့တင်ကြည့်လိုက်တဲ့အခါဘယ်နဲ့လဲဒါကြောင့်ရှင်သာရိပုတ္တရာတို့ဘုရားတွေကနောစေဘိက္ခုပရစိတ်တဝိဇာနေယောဇာနေယအတ္တမစိတ်တံဝိဇာနေယသူတစ်ပါးစိတ်မသိကျင်နေပါကြီးကွာကိုယ်စိတ်ကိုသိရင်တော်ပဲဘယ်လိုပါလဲဟောတိုင်းကောင်းတာအတော်ရှာခဲနေတယ်လို့ဆိုကြမလားတရားဓမ္မတို့ဘယ်နဲ့ဆိုကြအလွယ်လေးပဲဆိုကြဒုက္ခမောဘယ်နဲ့သူများစိတ်သိရမှာဘယ်ဟာသိရကိုယ်စိတ်ကိုသိရရှင်းကြတရားဓမ္မတို့ဘုရုစိတ်ဘုရုသိရမှာဒါပြန်မယူသေးပါဘူးတရားဓမ္မတို့ကိုယ်စိတ်တော့ကိုသိနိုင်ပါသေးတယ်ရှင်းကြလားကိုယ်စိတ်တော့ဘယ်နဲ့တော့ကိုယ်စိတ်တော့ကိုသိနိုင်ပါသေးတယ်ဆိုတော့နေရာကြပြီတရားဓမ္မတို့ဘုရားကလည်းသူတော်စိတ်ကဲခတ်ရတာမှားသည်ရှိမှန်သည်ရှိပါတယ်ကွာမိမိစိတ်မိမိကဲခတ်ပါလို့ဆိုတဲ့စကားလေးဟာကဥက္ကမောတဲ့ကောင်းမှာကောင်းပါဘူးတရားဓမ္မတော့သူတော်စိတ်ကဲခတ်ရတာကဘာလဲမိမိစိတ်မိမိကဲခတ်ရတာမှန်တယ်ဆိုတော့မိမိစိတ်ကိုမိမိကဲခတ်တာဒီစိတ်ဓာနုပါဒနာပေါ်ကြပြီမိမိစိတ်ကိုတော်နေရကြတဲ့ပါဠိတော်ပါလားအမှန်နေရကြတဲ့ပါဠိတော်ပါလားတရားဓမ္မတို့ဘုရားသခင်ကိုရမေကြီးသည်ရှင်သာရိပုတ္တရာပညာကြီးသည်ဥက္ကမောေတကယ်ကိုတရားဓမ္မတွေသနာတော်ကြောင့်သူတော်စိတ်ကဲမခံနဲ့ကိုယ်စိတ်ကိုကဲခါရေးဆိုတော့တဲ့ကြဘူးဒီမဲ့ဆိုတော့တဲ့ကိုယ်စိတ်ကိုကဲခါရင်တဲ့ရမနော်ဒါဖြင့်ကိုယ်စိတ်ကိုကိုကဲခတ်လို့ရှိရင်တဲ့ရမယ်ဆိုတော့ကြောင့်ဘုရားသခင်ကိုရမေကြီးကလည်းဒီလိုလုပ်ပါလားကွာဆိုပြီးဒီကလာပြောလိုက်တော့သာရကစိတ်တံသာရကစိတ်တံဒီပဇာနာတိလောဘပေါ်ရင်လောဘပါတယ်လို့နောက်ကနေသိပြီးတော့ကွာမလားဘူးလားဒီခန္ဓာ၅ပါးတွေကထုတ်လိုက်ပြီးဒီကရမခန္ဓာ၅ပါးတွေကစိတ်ကလုံးပဲရှုတော့ခန္ဓာ၅ပါးတွေကဘာပဲရှုတော့စိတ်ကလုံးပဲရှုတော့နော်ဘယ်နဲ့စိတ်ဒီကားလို့ဆိုရင်တလုံးနဲ့ပဲလားဗျာလို့မေးတော့ဒကာဓမ္မတို့စိတ်ကတလုံးနဲ့ပေါ့ပဲပြုတ်ပြီးပေါ်နိုင်ပါမယ်စိတ်လေးလည်းသောက်ကျင်တယ်ဟုတ်လားကုရီလည်းသွားကျင်တယ်ဆိုလို့ဖြစ်နိုင်မှာမဖြစ်နိုင်ဘူးစိတ်လေးသောက်ကျင်တဲ့စိတ်ချုပ်ပြီးမှကုရီသွားကျင်တဲ့စိတ်ကျင်ငယ်ဆွကျင်တဲ့စိတ်လားမှမဟုတ်လားအញ្ញဥပ္ပဇရေစိတ်တံအញ្ញစိတ်တံနိယုစရိကိုတပါးသောစိတ်ချုပ်ပြီးမှတခုသောစိတ်ချုပ်ပြီးမှတခုသောစိတ်ဖြစ်ရတတ္တဝသဏ္ဍာန်မှာနှစ်ခုပြန်မဖြစ်ရဘူးကွာရှင်းကြပါလားတခုသောစိတ်ချုပ်ပြီးမှတခုသောစိတ်ဖြစ်ရမယ်ဆိုတော့ဒကာဓမ္မတို့ကတခုသောစိတ်ချုပ်တာကိုတခုသောဖြစ်တဲ့စိတ်နဲ့ပြန်ပြီးအကဲခတ်ပါပေါ်ပြီပေါ်လို့လားတခုသောစိတ်ချုပ်သွားတာကိုတခုသောဖြစ်ပေါ်တဲ့စိတ်နဲ့အကဲခတ်တခုသောဖြစ်ပေါ်တဲ့စိတ်နဲ့အကဲခတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဖြစ်ပေါ်တဲ့စိတ်နဲ့အကဲခတ်လိုက်တော့ချုပ်တာအိဋ္ဌာဖြစ်ပေါ်ရဲ့အကဲခတ်နိုင်တာမက်ကလာဖြစ်လာချုပ်တာကဖြစ်ပေါ်ရဲ့အကဲခတ်တာ
သူတို့သွားရမှာပါလားဆိုတာဥက္ကမောင်ပေါ်လာပေါ်လာဓမ္မတော့ပေါ်လာသေးဘူးလားတခုတော့ရှင်းဥစွာမိမိတဏ္ဍာနှစ်စိတ်ကလည်းတစ်မချုပ်ပဲနဲ့နှစ်မဖြစ်ပါဘူးဓမ္မတွေတစ်မချုပ်ပဲနဲ့ဒါဖြင့်တစ်ကိုနှစ်နဲ့ကဲခါပေါ်ကြပါလေဓမ္မတစ်ကိုနှစ်နဲ့ကဲခါပါလို့တဝဲလုံးပြပြလိုက်ပါတယ်တစ်ကိုဒါအဲ့ဒီလိုကဲခါလိုက်တဲ့ခါကြတဲ့ဓမ္မတို့ဒါကြောင့်ရှင်သာရိပုတ္တရာကြီးဟောရှာကာယမိမံသမတထပရိစ္ဆာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိဒဝန္တဒုက္ခသန္တံကရိတ္တိရှင်သာရိပုတ္တရာကြီးမိတ်ရှိတယ်။ကွာတဲ့မင်းတို့စောင့်ပြီးသတိဓာပညာလေးနဲ့သတိဓာဝရိယစိတ်ပြီးပညာလေးနဲ့စောင့်ပြီးနေပြီးဆိုမှဖြင့်ကွာတဲ့ဒကာဓမ္မတွေလာတိုင်းဖြင့်ချုပ်တာလေးကိုဖြင့်သိအောင်လုပ်မယ်ဆိုတဲ့ရှင်းဥစွာထိဋ္ဌာန်ချက်ကလေးရှိမယ်ဆိုလို့ရှိရင်ဖြင့်ဒီထိဋ္ဌာန်ချက်ကလေးဟာရှင်းစိတ်ချုပ်ပြီးထိဋ္ဌာန်ချက်ကလေးပေါ်လာရှင်းစိတ်ချုပ်ပြီးထိဋ္ဌာန်ချက်ကလေးပေါ်လာပရိဒါဝရိယစိတ်ပညာနဲ့ဖြင့်ငါသည်ရှင်းစိတ်ချုပ်သွားတဲ့ဥစ္စာကိုဖြင့်ငါသည်ပฏิဝရိယပညာနဲ့ဘယ်စိတ်ဖြစ်ဘယ်စိတ်ချုပ်တယ်ဆိုတာငါသိအောင်လုပ်ပါတော့မယ်ဆိုတဲ့ထိဋ္ဌာန်ချက်သာရှိမယ်ဆိုလို့ရှိရင်ဖြင့်ကွာတဲ့အကဲကခန့်နေမတွေ့တဲ့ချိန်လို့မရှိပါဘူးအကဲခန့်နေမတွေ့တဲ့အချိန်မရှိပါဘူးတဲ့ဒကာဓမ္မတို့အမှန်ဘုဒ္ဓံနေပါဘောလားဒါကြောင့်ဒကာဓမ္မတို့ကမှာလောဘစိတ်ကလေးပေါ်လာတော့ရှုတဲ့စိတ်နောက်စိတ်ပေါ်နိုင်မလားမပေါ်နိုင်သေးတော့ဒီလောဘစိတ်ကလေးကအဉ္ညာဝိရစိတ်တံအဉ္ညာစိတ်တံနိယုတ္တိဆိုတဲ့အတိုင်းဓမ္မပါဠိတော်မှာလည်းလာတဲ့အတိုင်းဒီစိတ်ကလေးကရှားဆိုချုပ်တော့ပါချုပ်တော့သာဥက္ကမတို့ကနောက်ကကဲခတ်တော့အကဲခတ်တော့ဗာများတွေ့ပါလေဓမ္မတွေဘာတွေ့လဲချုပ်တာပဲတွေ့ပြက်တာပဲချုပ်တာပြက်တာပဲမတွေ့ဘူးလားဩချုပ်တာပြက်တာပဲဒီဓမ္မတွေကတွေ့ရတော့တယ်ဆိုတာအကဲခတ်လို့တွေ့တာဓမ္မတို့ဘယ်လိုကြောင့်ပါလဲအကဲခတ်လို့တွေ့အကဲမခတ်တဲ့ပုဂ္ဂိုလ်များကြတဲ့ဥက္ကမောင်တို့တကားဝါတွေတွေ့ပါမလားမတွေ့နိုင်ဘူးဆိုတာသိကြကြဒါဖြင့်သူများအကဲခတ်ကြမလားကိုယ့်တက်နံပါတ်ကိုနှစ်နံပါတ်နဲ့အကဲခတ်ကြမလားဒါကြောင့်တစ်ကိုနှစ်နဲ့အကဲခတ်လိုက်လို့ရှိရင်ဖြင့်ဘုန်းကြီးတို့ဓမ္မတွေစိတ်တ ानु ပဒနာဖြစ်ပါတယ်တစ်ကိုနှစ်နဲ့အကဲခတ်လိုက်ရင်ဒီနေ့သေးသေးချာချာမှကြတဲ့အိမ်ကြလို့ရှိရင်ဖြင့်ထိုင်ပြီးစောင့်မှန်နေဘယ်စိတ်ကလေးပေါ်လာတော့ကြည့်တဲ့ကဘယ်စိတ်ပေါ်လာလားပေါ်လာတဲ့စိတ်ကလေးကိုရှိမရှိကဲခတ်ရှိမရှိကဲခတ်တဲ့အခါကျတော့ပေါ်လာတဲ့စိတ်ကဲခတ်တဲ့စိတ်ပေါ်လို့ရှိရင်အရင်စိတ်ကရှိသေးရဲ့လားအညာဝိသေစိတ်တံအညာစိတ်တံနိယုတ္တိဆိုတော့နောက်အကဲခတ်တာကပေါ်လာရင်ရှေ့စိတ်ချုပ်ပြီးသားကမှတ်ပြီတော့အကဲခတ်တဲ့စိတ်ပေါ်ရင်ရှေ့စိတ်ချုပ်ပြီးသားကဘုန်းကြီးတို့ဓမ္မတွေကဆွဲမြဲမြဲသာမှတ်လိုက်ပါတော့ရှင်းကြပါလားဒါဖြင့်ဓမ္မတွေအိမ်ကြတော့သက်တော်တဲ့ကလေးမှန်မှန်ရှူတာပေါ့ဗျာနော်ရှူရနေပြီးဒီကာလမှာဓမ္မတွေသံဃာမှာဟိုနေရာကရားလာတယ်ဒီနေရာကနားလာတယ်ဆိုလို့ရှိရင်ရှူတာရှုပ်တာချုပ်ပိုက်ရှူတာရိုက်တာကိုရှူတာသိရိုက်တာသိတဲ့စိတ်ကလေးဥက္ကမဖြုတ်ပြီးဒီကာလရတဲ့စိတ်ကလေးရှိကိုရတာလေးရှိမရှိကဲခါလိုက်ရှိသေးရဲ့မရှိတာဘာခေါ်ကြအကဲခတ်တာကမရှိတာအိဋ္ဌာအကဲခတ်တာကမက္ခဆိုတော့ဥက္ကမရေမက္ခဆိုတော့မက္ခဆိုတာဒီအဝိဇ္ဇာလားဝိဇ္ဇာဝိဇ္ဇာဒီလိုတက်တာမျိုးလိုချင်သေးရဲ့လားမလိုချင်တော့ဘူးမလိုချင်တာကအလောဘဆိုတာမသိကြဘူးလားဘာသာတဖြစ်နေပါသွားဘာသာတဖြစ်နေပါသွားတော့သို့တော့အဲ့ဒါတွေကပါဠိသားကိုဒါဒကာဓမ္မတွေကသိထားပြီးဒီကာလအကဲခတ်တာဒီဘယ်နှပါးနဲ့အကဲခတ်ပါလိမ့်မလို့ဆိုတာကိုဝေဖန်ကြပါစို့နော်အဲ့တော့သမာဓိသမာသင်္ကပ္ပသမာဝါမသမာသတိသမာသမာဓိဆိုတဲ့မဲခင်၅ပါးဟာအကဲခတ်တဲ့တရားလို့မှတ်လိုက်ဘယ်လိုမှတ်ကြသေချာမှတ်ပါတော့ဒကာဓမ္မတွေ
ချုပ်သွားတဲ့တရားကို၅ပါးနဲ့အကဲခတ်ချုပ်သွားတဲ့တရားကို၅ပါးနဲ့အကဲခတ်တော့ချုပ်သွားတဲ့တရားကအိဋ္ဌာ၅ပါးနဲ့အကဲခတ်တာကဝိပဿနာမဲ့ဆိုတဲ့ဒါပဲဒကာဓမ္မတွေချုပ်သွားတာကိုသိတိုင်းဗာမဲ့ဖြစ်ပါလို့ဝိပဿနာမဲ့ဖြစ်ရှင်းရလားဥက္ကမောရေချုပ်သွားတာကဘာလဲတော့အကဲခတ်တာကမဲ့စစ်လားဝိပဿနာမဲ့လားလို့တခါယူလဲဝိပဿနာမဲ့ဆိုတဲ့ဥစ္စာဒကာဓမ္မတွေလောကုတ္တရာမဲ့မဟုတ်သေးဘူးနော်ဘာမဲ့ပါလိမ့်ဝိပဿနာမဲ့ဆိုတာလောကီမဲ့ဖက်ရှိသေးတယ်ဒကာဓမ္မတွေဘယ်လိုပြောကြလောကီမဲ့ဖြင့်ရပါဟဲ့ဆိုနိုင်ကြလောကီမဲ့ဖြင့်ရပြီငါတို့ဖြင့်လောကီမဲ့ရပြီအဲ့ဒါကိုယ်စိတ်ကိုကဲခတ်ရင်ဗာမဲ့ရမယ်ကိုယ်စိတ်ကိုကိုယ်ကဲခတ်တော့ဒကာဓမ္မတို့အကဲခတ်တဲ့ထဲမှာလည်းစိတ်ပါတာပဲအကဲခတ်ကြရကလည်းစိတ်ပဲနှစ်စိတ်ပြိုင်နိုင်မှမပြိုင်နိုင်တော့အရင်အကဲခတ်ခံရတဲ့တရားကြီးရှိသေးရဲ့လားဒါရင်မရှိတာအကဲခတ်တာကဒီလိုဆိုတော့ဒကာဓမ္မတွေဒါဘုရုခန္ဓာအကဲခတ်တာပါလိမ့်ဒါနဲ့ခန္ဓာနောက်ကသမာဓိဋ္ဌိလိုက်ရင်သမာသင်္ကပ္ပလိုက်သမာဝါယမသမာဓိသမာသမာဓိသာလိုက်တော့ဓမ္မစရိယအကျင့်တယ်လူလိမ္မာမို့ခန္ဓာနောက်ကဘာလိုက်ရဓမ္မစရိယအကျင့်ဆိုတဲ့မက်ကလိုက်မလားဘူးလားဓမ္မစရိယအကျင့်ဆိုတာမက်ကဓမ္မစရိယအကျင့်ဆိုတာဒါပါပဲမဲ့လည်းမဖြစ်ဘူးလားဘယ်နဲ့ကြောင့်မဖြစ်ပါလိမ့်မလို့မေးတဲ့အခါကျတော့မှဒကာဓမ္မတို့ဒီထဲမှာ၅ခုထဲမှာဒကာဝါတို့ကမောင်တို့ကကဲခတ်တာဘောတဏှာပါသေးမပါဘူးဒါရင်တဏှာဖြတ်တဲ့တရား၅ခုဆိုရင်လွယ်ပါဒါဖြင့်ဒါကိုဝိပဿနာမဲ့လို့ပရိသံမိတာမဲ့ကလည်းဆိုထားပါတယ်နော်၎င်းဝိပဿနာမဲ့မရပဲနဲ့ဒကာဓမ္မတွေတပွဲလုံးမှတ်ပါလောကုတ္တရာသောတပတိနဲ့ဘယ်သူမှမရဘူးဆိုတာသုံးပြချက်ချက်သူရမှာဘုမရသူရပြီးမှနော်သူမရဘဲနဲ့ရလိမ့်မယ်ဆိုတာတော့ဘယ်ခါကာလမှအယုံကြည်မရှိပါနဲ့ဘယ်တော့မှမရဘူးဆိုတာသုံးပြချက်ချက်ဒါဖြင့်လောကုတ္တရာမဲ့ရှည်သေးသည်ဘာပါလိမ့်ဒကာဓမ္မလောကီမဲ့နော်ဒါကြောင့်တနေ့ကပြောခဲ့ရဒကာဓမ္မတို့သိတဲ့အတိုင်းအာယုံမတက်ဘဲနဲ့နေထွက်တဲ့နေ့ရလို့ဥက္ကမောင်ရှားပါလိမ့်ရှိကောရှိပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဝိပဿနာမဲ့ဟာတကယ်လောကုတ္တရာမဲ့ထွက်တော်မလို့အာယုံတက်တာပါပဲဆိုတာဥက္ကမောင်လေးစားတော့မှတ်တယ်သူမပါပဲနဲ့ရနိုင်မှာဒီတဲ့အကိုကဒါကနာမရူပပရိစ္ဆေဒကျမ်းမှာလာတာကိုပြောပါလေနာမရူပပရိစ္ဆေဒကျမ်းကအာယုံတဲ့ဘဲနဲ့နေမတော့ပါဘူးကွအာယုံတဲ့မှနေတတ်ပါတယ်အဲ့ဒီတိုင်းပါပဲဝိပဿနာမဲ့ရှေ့မပြေးပဲနဲ့လောကုတ္တရာမဲ့နောက်ကမလိုက်နိုင်ဘူးပေါ်ကြအဲ့ဒါတွေပိုင်ပိုင်နေသိထားတာမှာတို့လောက်ကဝိပဿနာလို့ရှင်းမလားမဲ့အလောက်ကသူ့ဟာသူပေါ်မဲ့အလောက်သဘောကျလားတို့လောက်ကဝိပဿနာရှိရမယ်လို့မဲ့အလောက်ကသူ့ဟာသူပေါ်လာမယ်လို့ဒီကမောရေရှင်းဝိပဿနာရှိရမယ်လို့ကကျတော့အင်တိတ်အားလိုက်လောက်ရမယ်လို့ပေါ့ဗျာမက်ပေါ်ကိုလောက်ကတော့ဝိပဿနာမက်ကအနန္တရပြည့်လျောဘူးဗျအနန္တရပြည့်လျောဆိုတဲ့မက်ကပြည့်ခေါင်းကလောကုတ္တရာမက်ကအနန္တရပြည့်ရှိပြစ္ဆုတ်ပံဆိုတော့ပစ္စည်းရှိတော့ပြစ္ဆုတ်ပံဆိုတဲ့အကျိုးကပေါ်တော့ဒါဖြင့်ကျတို့ကအကြောင်းသာလုပ်ဖို့လိုပါတယ်အကျိုးလုပ်ဖို့ရလိုသေးလားဒါဖြင့်ခမည်းတော်ကြိုးစားရမယ်လောက်ကကိုယ်စိတ်ကိုကိုယ်ကဲခတ်ရမယ်ဝိပဿနာမယ်ဆုံးတဲ့ကြပြီကိုယ်စိတ်ကိုကိုယ်ကဲခတ်ရမယ်ဝိပဿနာမဲ့တော့ဒီနေ့လေးလေးစောစောမှတ်ပါဒီနေ့လေးလေးစောစောမှတ်ပါကျမ်းစုံလည်းပြောနေတယ်လူရင်းဆိုင်အောင်လည်းပြောနေတယ်ဒါနိဗ္ဗာန်ကြောင့်ပို့ပေးလိမ့်မယ်ဥက္ကမောင်နိဗ္ဗာန်ကြောင့်ပို့ပေးလိမ့်မယ်ဆိုတဲ့ဥစ္စာရှင်းရှင်းလင်းလင်းမှတ်စမ်းပါကိုင်းဓမ္မတို့ဒီနေ့ကစကားပဲပြန်သုံးလိုက်ပါအောင်တော့မယ်
ဒီနေ့စကားပြန်သုံးတော့မယ်ဆိုတော့ဥက္ကမောင်ရေဝါစိန်နှလုံးကိုဥဝါတို့ပုတ်တာပေါ့ဗျာပုတ်တော့ဘူးမလားပဲဩငကိုကပါလာတဲ့အပူလားအားဆိုင်မှုကြောင့်ပူတာလားအားဆိုင်မှုရှင်းပါတကအားဆိုင်မှုပူလာအားဆိုင်မှုကြောင့်ပူလာတာတော့သိပါပြီတဲ့နောက်မိကျွက်လာတဲ့အခါကျတော့အားဆိုင်မှုမပါဘဲနဲ့ထွက်သလားအလိုလိုထွက်လာတာအားဆိုင်မှုဒါဖြင့်မိပူလာအောင်ပို့လို့ရှင်းမိထွက်တာပဲမိပူလာအောင်ပို့လို့ရှင်းဒါကမိလိနာပညာလားနော်မိလိနာပညာကလာတော့ခင်ဗျားတို့ကဝိပဿနာရှိုံမက်ကလေးလို့ပေါ်မယ်ခင်ဗျားတို့ကပူအောင်လို့မရှိမင်းအလိုလိုထွက်လာလိမ့်မယ်တပည့်တော်မှတ်မရသေးဘူးဗျလူသေးတယ်ဗျတပည့်တော်ရှားအောင်မယ်ဗျလုံးမနေဒါသာရှုရှင်းမလားရှုပြတာရှုနေပါဒကာဓမ္မကိုယ်စိတ်သာကိုယ်ကဲခန့်နေပါလို့ကြီးစွာသောသတိပေးလိုက်ပါလေဘာကဲခန့်ရကိုယ်စိတ်သာကိုယ်ကဲခန့်ဖို့အလုပ်ဟာခင်ဗျားတို့အလုပ်သောတာပန်ဖြစ်ဖို့ရခင်ဗျားတို့အလုပ်မရှိပါဘူးကိုယ်စိတ်ကိုယ်ကဲခန့်လိုက်လို့ရှိရင်ဥပဒနာဉာဏ်ရင်လာလို့ရှိရင်မဉဏ်ပေါ်လာမှာပဲဥက္ကမောင်ကျင်း납ပဲကျုပ်လုံးတော့လုံးနေတာပဲဗျခုတည်းဒီနိဗ္ဗာန်မြင်တဲ့သောတာပတိမက်ကမလာသေးဘူးခင်ဗျားတို့ညီးရင်ညီးလိုက်ဟာမေးထွက်လာအောင်မပူသေးလို့ပါရှင်းကြဘယ်လိုဆိုကြပါဒါပြန်ခင်ဗျားဝိပဿနာအလုံးနေလို့ဆိုတော့နဲ့ဆိုကြအဲ့တော့အလုံးနေလို့နေထွက်လာအောင်မပူသေးလို့မထွက်သေးတာခင်ဗျားတို့ကမေးထွက်လာအောင်ထပ်ပွတ်တယ်လို့ဟာကုတ္တဝံပေါ့သူများတောင်းလို့ဆိုလို့ရပါအဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေမှာတဲ့ကုတ္တဝံတုတ္တဝံဆိုတာနှဝန္ထပိဒကရာသိလိုက်တော့ဝိပဿနာလုပ်ဖို့ကုတ္တဝံမဲ့ရဖို့ဟာမဲ့ပေါ်လာဖို့ရမဲ့ရလို့သူ့ဟာသူဝင်လာမှာပဲမဲ့ရလို့ကဘာလဲဓမ္မတွေသူ့ဟာသူရင်းလို့ပေါ်လာတာပဲရှိတရားပင်ဆိုင်ဖို့တရားသည်တရားပင်ဆိုင်ဖို့ရဥက္ကမောင်ပေပိစာရှင်တဲ့ပုဂ္ဂိုလ်တောင်းတရားသည်သိဖို့ရလည်းတရားသည်မဲ့ပါစေသူတောင်းဖို့ကောကျွတ်တော့တရားပင်ကြီးပွားရေးကလုံးနေဖို့ပဲဒီမှာလေကျွတ်တော့သဏ္ဍာန်မှာဝိပဿနာဉာဏ်နဲ့ဒကာဓမ္မတွေဘယ်စိတ်လာပုထုဇဉ်သဏ္ဍာန်မှာလာတဲ့39ပါးသောစိတ်ဟုတ်လားဒါတွေသာခင်ဗျားတို့ကကိုယ်သဏ္ဍာန်ပေါ်တဲ့စိတ်ကိုယ်သာရှုနေစမ်းဘာမှမရှိရင်ရှုစိတ်ရှိစိတ်ကိုရှုသဘောကျလောဘလာရင်ဘာလုပ်မလဲဖြစ်ဖြစ်ရှုပဲလောဘလာလို့ရှိရင်လည်းဘာပါလဲကဲခတ်ကြည့်တဲ့အခါကျတော့ဖြစ်ပြီးပြတ်သွားတဲ့ဓမ္မပဲခင်ဗျားတို့တို့လောဘရဲ့လို့တွေ့သေးရဲ့ပါတွေ့မယ်ဟောအနိစ္စပဲတွေ့ရတာဗျသဘောပါကြပါတွေ့ပါလေဒေါသလာလို့ရှိရင်လည်းနောက်ကနေကဲခတ်လိုက်ပြန်တော့ဒေါသတွေ့သလားဖြစ်တဲ့တွေ့ဖြစ်ပြီးပြတ်သွားတာပဲတွေ့တယ်ဆိုတော့သဘောကျဝိသိကိစ္စလေးလာတာလေးကိုလည်းဒကာဓမ္မတွေကနောက်ကကဲခတ်တာဘောကိုပန်ကိုကြည့်တယ်လို့ပဲသူဝိသိကိစ္စလေးတွေ့လားဒကာဓမ္မတို့ဖြစ်တဲ့ပဲတွေ့တယ်ဒါပြန်သမောစိတ်တံသမောစိတ်တံဒီပဇာနာတိဆိုညာတော့လေဒကာဓမ္မတို့တွေ့တာကတော့သမုဒိယဓမ္မအနုပတိဝဝေဒနာတုဝေတိဝေယဓမ္မအနုပတိဝဝေဒနာတုဝေတိသမုဒိယနဲ့ဝေယပဲသွားတယ်ရှုမှုနဲ့ပြတ်မှုပဲသွားတယ်ရှင်းကြလားမောဟတွေ့သလားဖြစ်မှုပြမှုတွေ့သလားအဲ့ဒီတော့ဒကာဓမ္မတို့ပฏิပဒံပါဠိတော်မှာလေရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရတယ်ဒကာသိတွေ့ရနော်ဝေဒနာရှုဆိုမှတွေ့တဲ့ပုဂ္ဂိုလ်ကဝေဒနာတွေ့ပါလားတဲ့တကယ်ရှုလိုက်တဲ့အခါကျတော့မရှိမှုတွေ့ပါလားဒါဖြင့်ဟုတ်တော်အဘာဝထေနအိဋ္ဌံဆိုတဲ့အတိုင်းဟုတ်တော်ဖြစ်ပြီးအဘာဝထေနအိန္ဒိယနဲ့မရှိခြင်းတွေပဲနဲ့အိဋ္ဌံပဲဆိုတဲ့အတိုင်းတရားဓမ္မတို့အကဲခတ်လိုက်တဲ့အခါကျတော့ဝေဒနာမတွေ့ပါဘူးဗျာတပည့်တော်အနိစ္စတွေ့ပါတယ်သဘောကျဘာတွေများတွေ့ရောဒီအနိစ္စကလည်းသူများအနိစ္စလားမိမိခန္ဓာအနိစ္စလားပေါ်လာပြီကိုယ်စိတ်ကဝိညာဉ်တဲ့ခန္ဓာကိုတရားဓမ္မသူများအနိစ္စလားမိမိခန္ဓာအနိစ္စလားဟောတဲ့နေရာကြတရားဓမ္မတို့အကဲခတ်လိုက်ပါရောကိုယ်အသေးကိုမြင်တော့လားအကဲခတ်လိုက်တော့ဘာမြင်ပါလဲကိုယ်ခန္ဓာအသေးကိုမြင်တယ်
ကမောင်ရေးဘာတွေ့ကြတရားဓမ္မတို့နော်တဲလို့ဘုရားမှာလားတရားဓမ္မတို့ကိုယ်အသေးကိုမြင်တယ်ဆိုတဲ့စကားလေးတစ်လုံးကအမှန်အရေးကြီးပါတယ်ဘလောက်ဒီအောင်အရေးကြီးတယ်လို့ဆိုတော့သေရာဝိတရားဓမ္မတွေကကဲခတ်ကြည့်စမ်းမှာမရဏံပိပါသစ္စာဩတရားဓမ္မတွေသစ္စာတွေ့ဖန်တော့သစ္စာတွေ့ပြီကိုယ်အသေးကိုမြင်တာဟုတ်မရဏံပိဆိုတော့ဘာတွေ့ပါလဲအသေးဆိုတာတခြားလားအောင်မယ်လေဒုက္ခသစ္စာတွေ့တာပါလားဆိုတော့သာသနာတခါတည်းဒကာဓမ္မတို့ဘယ်ပုဂ္ဂိုလ်နိဗ္ဗာန်ရောက်ပါတယ်ဆိုတာဒီဒကာဓမ္မတို့သစ္စာမသိဘဲနဲ့ဘယ်သူမှမရောက်ဘူးဒါကြောင့်ဓမ္မစကြာမှာသွားကြည့်တော့မှာပေါ်လာဒကာဓမ္မတွေဒီပြန်တန်ရုံတရားလုံးပြောကြရတယ်တော့ရှိတယ်ပေါ့ဗျာသို့သော်ဓမ္မစကြာကအားလုံးနဲ့ဆက်ဆံတာငါဒီသစ္စာမသိသေးထိုအခါဘုရားဟူ၍ဝမခံသေးမပါဘူးလားငါဒီသစ္စာမသိသေးထိုအခါဘုရားဟူ၍အကျင့်အခါသစ္စာသိထိုအခါဘုရားဟူ၍ဝန်ခံ၏ဒီခမည်းတော်မြတ်စွာဘုရားသခင်ကိုရမစသိတဲ့သစ္စာသွားသိကိုယ်သေးပြီနော်ကိုယ်သေးဒီမရဏံပိမရဏံပိဒုက္ခသစ္စာဆိုတာသဘောကျဒါစိတ်ကလေးတစ်လုံးနဲ့သေတာကိုသေပဲဆိုတာဥက္ကမောင်တို့ဖြင့်ရိပ်မိပါပြီဒါဖြင့်ဘယ်စိတ်သေးသေးဘုရုသေးလို့ဆိုကြမယ်မိမိသေးပေါ့ဗျာတရားတော်လုံးဘယ်လိုမှတ်ကြမလဲမိမိသေးကဘာသစ္စာပါမိမိသေးမိမိသိတာကဘာသစ္စာပေါ့ခမည်းတော်တခါတည်းကိုနေရာကျသွားပြီတဲ့ကိစ္စညာပရမတော်ဖြင့်ဒါဒုက္ခသစ္စာလို့သိတယ်နောက်ကြတော့ဒါသိခြင်းလို့သိတာမဟုတ်ပါလားတရားဓမ္မတို့ဒီစိတ်ကလေးကလည်းအကြောင်းချုပ်လို့ဒီစိတ်ကလေးကပါတော့အကြောင်းချုပ်လို့အကျိုးချုပ်တဲ့တရားလေးဆိုတာလွယ်ပါမလားဒါကြောင့်ဝိညာဉ်ချုပ်လို့နာယုတ်ချုပ်တာပဲတရားဓမ္မတို့နာယုတ်ချုပ်လို့ဘာဆိုကြမလဲဝိညာဉ်ချုပ်တယ်ဒီလိုပြောမြန်ယူဝိညာဉ်ချုပ်လို့နာယုတ်ချုပ်လို့ဝိညာဉ်ချုပ်တယ်ဒါကနလကလာပိသုတ်တန်ယုတ်ပါဠိတော်နလကလာပိသုတ်တန်ယုတ်ပါဠိတော်တရားဓမ္မတို့ဝိညာဉ်နဲ့နာယုတ်ဟာဒီလိုပြီးနေပါတယ်တခုချုပ်ပြုတ်လိုက်ရင်တခုလဲတာပါပဲသဘောကျအဲ့တော့အာရုံတရားတစ်ပွဲလုံးကမှတ်လိုက်စမ်းပါနာမရူပနိရောဓဝိညာဏနိရောဓရှင်းပြီနော်ဒီစိတ်ကလေးချုပ်ပုံပြပါတယ်ဝိညာဏနိရောဓသူတစ်ခုရှုပ်လိုက်လို့ရှင်ခန္ဓာ၅ပါးကုန်ပါဒါကြောင့်တစ်လုံးလေးကိုဘုရားကင်လိုက်သဘောကျလားဒီတစ်လုံးမှာရှုခန္ဓာ၅ပါးကုန်ပါပါတယ်ဆိုတာလေးစားစွာနဲ့မှတ်လိုက်တော့ရှင်းမလားတို့တော့ခမည်းတော်မြင်တာကလည်း၅ပါးစလုံးမြင်တာမဟုတ်ပဲမရှိတာသိတာဆိုတော့ဒီတန်းမရှိတာ၅ခုစလုံးမရှိသွားတယ်သဘောကျကြမရှိတာလည်း၅ခုစလုံးမရှိတာကိုကျတို့မသိဘူးလားဗျာကဲခတ်လိုက်တော့သိပါတယ်ဆိုသဖြင့်ဒကာဓမ္မတို့မရှိတာအိဋ္ဌာကဲခတ်တာကမေဃဖြစ်သေးဘူးလားဒါတော့ဒီထဲမှာလာကြည့်တော့ဒါလူမိုင်လားလူလိမ္မာလားလို့မေးတဲ့ခါကျတော့မဲ့ပေါ်နေတဲ့အတွက်ဘယ်လိုဆုံးရဲ့ချလူလိမ္မာဆိုတော့ဒီဘက်ကအဝိဇ္ဇာဒီတဲ့စဉ်းစားကြည့်ပါလားသမာဓိဋ္ဌိဆိုတဲ့ဥစ္စာဒီညံမဟုတ်ဒါပြန်ဝိဇ္ဇာမဲ့ခင်လာတဲ့ကဝိဇ္ဇာကချုပ်ကိုယ်သေးကိုမြင်တော့ဒီသေးလိုချင်သေးတယ်မလိုချင်တော့တဏှာကချုပ်တော့ဝိဇ္ဇာတဏှာကဒီနောက်ကချုပ်ဒီနောက်ကချုပ်နေတာဒီဘက်ခန္ဓာသစ်ပေါ်ပါဦးမလားခန္ဓာသစ်မပေါ်ဘူးဆိုတာသိကြကြလားဒါပြန်လူမိုက်နဲ့လူလိမ္မာဒီဘာတူပါလိမ့်မလို့ဆိုတော့လူမိုက်ကဗြဟ္မစရိယာကျင့်သောကြောင့်ဒီဘက်ကအဝိဇ္ဇာတဏှာချုပ်တယ်ဝိဇ္ဇာတဏှာချုပ်သောကြောင့်နောက်ခန္ဓာမရဘူးလူလိမ္မာကလူမိုက်ကပြန်ဝိဇ္ဇာတဏှာလာသောကြောင့်နောက်ခန္ဓာရပါတယ်ဒါကြောင့်လူမိုက်ဖြစ်ရရှင်းမလားလူမိုက်ဆိုတာဒကာဓမ္မတို့ဝိဇ္ဇာတဏှာမချုပ်လို့နောက်ခန္ဓာရတာဘာခေါ်ကြဝိဇ္ဇာတဏှာချုပ်တဲ့ပုဂ္ဂိုလ်နောက်ခန္ဓာရသေးလားဒါပြန်လူမိုက်နဲ့လူလိမ္မာဘာထူးဆုံးလို့ဘာလပါဏိတသုတ်ဟောတဲ့အခါဘုန်းကြီးတနည်းကပြောတဲ့အတိုင်း
ယနေ့ဒီနေ့ဒီဘာလပဏိတထူးကြောင်းကိုထူးကြဲထူးအောင်ဆိုတော့ဩလူမိုက်ကဗြဟ္မစရိယအကျင့်လို့အဝိဇ္ဇာတဏှာချုပ်လူလိမ္မာကလူမိုက်ကဗြဟ္မစရိယအကျင့်မကျင့်သောကြောင့်ဒကာဓမ္မဆိုအဝိဇ္ဇာတဏှာမချုပ်လူလိမ္မာကဗြဟ္မစရိယအကျင့်ဆိုတာဖြစ်ပြတဲ့မဲ့နဲ့ကြိုက်အောင်လုပ်သောကြောင့်ဝိဇ္ဇာတဏှာပဲနေချုပ်သောကြောင့်နောက်ခန္ဓာပဲနေတော့မလာတော့ဘူးဆိုတာသိကြပါလားအဲ့ဒီကဲတော့သိကြတော့နောက်ခန္ဓာမလာတာဒီတကယ်တော့မလေးတန်သာရရင်နောက်ခန္ဓာလုံးဝမလာဘူးလာသေးရဲ့အဲ့ဒါကြောင့်တို့တော့ခုတော့ပြန်ဒကာဓမ္မတွေသိတဲ့အတိုင်းဒိဋ္ဌိချုပ်နေတဲ့အတွက်ပထမမဲ့ရဖို့အလွန်ရေးကြည့်ပြီ။ခိုင်းလာဖြင့်ဥက္ကမယေခမရသနာမှာပေါ်တဲ့စိတ်ကအကုသိုလ်စိတ်12ခုကလည်းပေါ်နိုင်တာကြီးဖြစ်သဘောကျလား။အဟိစုဒီစိတ်ရှိကူတွေကလည်းဟတိဒုက္ခချမ်းသာပြီးကျန်တာတွေကပေါ်နိုင်တာကြီးဖြစ်နော်။မျက်လုံးမျက်စိစိတ်နားစိတ်နှာခေါင်းစိတ်တွေကလည်းပေါ်နိုင်ဘူးလား။မဟာကုသိုလ်စိတ်ရှိကူဆိုတာလည်းပေါ်နိုင်တာတွေဖြစ်နေတယ်။သဘောကျလား။အဲ့တော့မဟာကုသိုလ်စိတ်ရှိကူတွေပေါ်နိုင်တာတွေဖြစ်နေတော့ဒကာဓမ္မတို့ဒီပေါ်လာတဲ့စိတ်တွေကိုခမည်းတော်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီတဲကမဂ္ဂင်၅ပါးထားပြီးဒီကားလည်းမဂ္ဂင်၅ပါးနှုတ်ပြီးရှုအောင်ပါပဲသဘောကျလားခိုင်းလာဖြင့်အခုဘုန်းကြီးပြောလိုက်တဲ့ဤကဘယ်လိုဖို့တန်ကြုံဆိုတော့တပည့်တို့ဘာရှုရမလို့ဆိုတဲ့အဖြေအသေးချာထွက်သွားဘာရှုရမလို့မေးကြမလို့တော့ဘာကြောင့်လို့ကိုယ်စိတ်ကိုရှုกว่าဘယ်လိုပါလဲဒါဖြင့်ဒကာဓမ္မတို့ကိုယ်စိတ်ကိုရှုဆိုတော့ကိုယ်စိတ်မဖြစ်ရင်လည်းကိုယ်သေးတော့မယ်ကိုယ်စိတ်မဖြစ်ရင်ရှင်လည်းကိုယ်ရှင်တော့မယ်ဒါဖြင့်ဒကာဓမ္မတွေရှုစိတ်ကသေးပြီးနောက်စိတ်နဲ့သက်ရှင်တယ်ဆိုတာသိကြပါလားဘုက္ကမောင်ရေဘယ်လိုပါလဲနောက်စိတ်နဲ့သက်ရှင်တော့ဒါဖြင့်ဘုန်းကြီးကတနေ့ကပြောလိုက်ဒကာဓမ္မတို့အသေးရှင်နဲ့ကြည်ဒါနီးပဲမျိုးပဲဘယ်လိုပြောလိုက်ပါလဲဒါခင်ဗျားတို့အရှင်စိတ်ကိုအသေးကိုအရှင်နဲ့ကြည်ဆိုတော့မိသေးဘူးလားဒီကိုနဲ့နဲ့ကြည်ဆိုရင်ရောအနိစ္စနောက်ကမက္ကလိုက်ပါကြီးဆိုရင်ရောမိတာကြီးပဲဒီစကားသုံးခုပြအကုန်မိတာကြီးပဲဆိုတာသဘောပါကြအဲ့ဒါကြောင့်ဒကာဓမ္မတို့ဘယ်စိတ်ရှုအောင်မှာတော့လို့မေးရင်မနဲ့ဖြေကြမိမိစိတ်မိမိရှုမယ်တပည့်ကြမိမိစိတ်လောဘလာလို့ရှိရင်မိမိစိတ်လောဘကိုဖြစ်ပြရှုမိမိစိတ်ဒေါသလာရင်မိမိစိတ်ကအိတ်တလာပြန်တယ်မိမိစိတ်ကသူတော်ဝန်တိုးပြန်တယ်ဖြစ်ပြရှုတာဒေါသရှုတာကြီးပဲမှားရမှာပဲခွဲဖြစ်တဲ့တရားတွေမို့ဒေါသစိတ်ပေါ်မှာမင်းနေတဲ့သာဇာတာသံယုတ်ဓမ္မတွေပဲဆိုတာသိကြပါလားကဲရုပ်စွာဆုံးတရားဓမ္မတို့မိမိပြုထားတဲ့ကုသိုလ်လေးတောင်မှဘာလို့ဖြစ်ပြရှိပါလိမ့်မယ်ဥပဒနာဟုတ်တယ်လေကုသိုလ်စိတ်ကလေးနဲ့အသက်ရှင်နေတာအဲ့ဒီအသေးလေးจิตတို့ကမကြည့်ရပေဘူးလားကဲမိမိမြင်စိတ်ကလေးပေါ်လာတော့လည်းဘာလို့မြင်စိတ်ဖြစ်ပြရှိကြားစိတ်ကလေးလာပြန်တာနှာခေါင်းနဲ့နှာခမ်းနားနဲ့လိုက်တာပေါ့နော်နာစုလေးလာပြန်တော့စားစိတ်ကလေးလာပြန်ရားစိတ်ရံစိတ်ကလေးလာပြန်ကိုယ်ပေါ်မှာရားစိတ်ရံစိတ်ပေါ်လေကိုယ်ပေါ်မှာလျှောက်ရှုနေတော့ဒကာဓမ္မတွေအိမ်ကြတော့ထိုင်တဲ့ခါကျရှင်များသောအားဖြင့်တော့ဒကာဓမ္မတွေထိုင်ပြီးအာနာပါနာတွေလုပ်ပြီးဒီကလာနိုင်နာရိယာမှာစိတ်ထားပြီးဒီကလာထွက်လေဝင်လေးကိုတော်မှန်သိဝန်မှန်သိလေးပထမလေးလုပ်လောက်ရကနေပြီးကြတော့ရာစိတ်ပိုင်ရာစိတ်စီလိုက်ဒါတွေကုန်ဖြုတ်မြင်စိတ်လာရင်ကြားစိတ်လာရင်သမာဓိတည်ုံနေတဲ့အာနာပါနကခန္ဓာသူ့လိုချင်တာမဟုတ်ပါဘူးသူကကာယ ानु ပသနာကိုဘုန်းကြီးတို့ကစိတ် ानु ပသနာကဒိဋ္ဌိဖြုတ်ချင်တာကိုပထမသောတာပန်ဒီကျင်တော့ဒိဋ္ဌိကဖြုတ်ချင်သဘောပါကြဒါပြင်ဒိဋ္ဌိကဖြုတ်ချင်တော့စိတ်ပေါ်ရလိုက်မှငါမြင်တယ်ဆိုတဲ့ပတ္တပညာလည်းကြောက်တော့ပေါ့ဗျာငါကြားတယ်ဆိုတော့ပတ္တပညာရောပတ္တပညာဆိုတာငကိုယ်လုံးကပတ္တဝါချင်းနေတယ်ဒါဒိကြားစိတ်ကိုငါချင်းနေငါနာလိုက်တာငါစားလို့ကောင်းလိုက်တာငါရလိုက်တာငါကောင်းနေလိုက်တာငါကြံစည်နေလိုက်တာဥက္ကမစိတ်ပေါ်မှာဘယ်တော့ဒိဋ္ဌိများအဲ့ဒါကြောင့်ဒ
သောတာပန်တည်ခြင်းရဘယ်ဟာအရင်ဖြုတ်အောင်ဒါကြောင့်စိတ်ဓာတ်ဥပါဒနာကစပေးတယ်ဆိုတာလဲရှင်း납ပါလားတဲ့ဒါဖြင့်တရားဓမ္မတို့ဘယ်စိတ်ရှုရမှာပါလိမ့်မလဲကိုယ်စိတ်ကိုရှုကိုယ်စိတ်ကိုရှုဆိုတော့တရားဓမ္မတွေကဘယ်များသွားရှုရမှာပါလိမ့်မလို့မေးမနေနဲ့တော့မေးရင်အယူကြမေးရင်ဘယ်လိုရှုရမှာကိုယ်စိတ်ကိုရှုနော်ကိုယ်စိတ်ကစားကျင်တာလေးဆက်လာနေငေါစားကျင်တာလေးကိုရှိမရှိသိကြည့်ပြီပြောကျင်တဲ့စိတ်ကလေးလာလို့ရှိရင်ဟောရှိမရှိကဲခါလိုက်တော့ဘယ်အကဲခါတဲ့စိတ်လာရင်သူရှိသေးရဲ့လားအဲဒီကဲတော့တရားဓမ္မတို့ရစိတ်ရှုနာရိစိတ်ပြောကျင်တဲ့စိတ်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဖြစ်ပြီးပြတ်တာဘာသစ္စာမြင်တာကဒါဖြင့်နောက်ကအဝိဇ္ဇာတဏှာကမသေးဘူးလားသိတရင်ကတော့သေချာသေးပြီတရင်ကမသေးဘူးလားဒါဖြင့်အဝိဇ္ဇာတဏှာသေးရဥက္ကမောနောက်ခန္ဓာလာပါဦးလားဒါလူလိမ္မာမလို့နောက်ခန္ဓာမရဓမ္မစရိယာကျင့်တော့နောက်ခန္ဓာမရဘူးလူမိုက်မှာတော့ဓမ္မစရိယာကျင့်မကျင့်တဲ့အတွက်မဂ္ဂဓမ္မစရိယာကျင့်မကျင့်တဲ့အတွက်တရားဓမ္မတို့လူလိမ္မာမှာတော့နောက်ခန္ဓာဒုက္ခသစ္စာကြီးရဒါဖြင့်သူတို့ပြောကြပါစို့နိုင်ရသိနေလို့ဒုက္ခသစ္စာမမြင်သေးကာလပတ်လို့ဘယ်ကာလမှနိဗ္ဗာန်မရလို့မှာဒုက္ခသစ္စာကိုဘယ်ကာလမှဒါဖြင့်ဖြစ်ပြပါသစ္စာတော့ရှင်းမလားမြင်လို့ရှိရင်ရှင်းလားဗလားဒါဖြင့်ဖြစ်ပြကဒုက္ခသစ္စာမြင်တာကသိတာကဝိဇ္ဇာတဏှာသေးတာသမုဒိယချုပ်တာနောက်ခန္ဓာမလာတာကဟောသစ္စာလေးပါသွားကြိုက်ကဲလက်ဖြင့်မှအကျေဟောကြလို့